အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ဆွေအောင်ဘုံကြီးလာပါပြီပဲဖြစ်ပါတယ်ကျွန်တော်အနေနဲ့လာသမျှဆွေအောင်ဘုံထဲမှာပါလာတဲ့စကင်တွေကအားလုံးတွေကဒီစကင်ကအမိုက်ဆုံးအကျန်းဆုံးအတန်ဆုံးလို့ပဲပြောလို့ရပါတယ်ဗျာကဲကျွန်တော်တို့သွားကြည့်အောင်ဗျာဒီဘုံထဲမှာဝင်လိုက်ပါဝင်ပြီးပြီဆိုတာနဲ့ကျွန်တော်များထိုးထားတဲ့နေရာကိုဆက်ဝင်လိုက်ပါဗျာဒါနဲ့ဒီဆွေအောင်ဘုံတွေဘယ်မှာယူရလဲဆိုတာကျွန်တော်ပြမယ်ဗျာဒီပြထားတဲ့နေရာဝင်လိုက်ပါဝင်ပြီးပြီဆိုတာနဲ့ကျွန်တော်ပြထားတဲ့နေရာဆက်ဝင်လိုက်ပါဗျာဒီနေရာမှာတနေ့ကိုတပုံးလာလဲလို့ရပါတယ်ဖီးပါဗျာကဲကျွန်တော်တို့ဆက်သွားရအောင်ဗျာရှိုးလိုက်တော့ဗျာလာသမျှစကင်ထဲမှာဒီ AK စကင်ကကျွန်တော်အကြိုက်ဆုံးပဲဗျာအတန်ဆုံးလို့လည်းပြောလို့ရပါတယ်ဗျာကဲကျွန်တော်တို့သားဖောက်ကြည့်အောင်ကဲ10ဘုံးစီဖောက်မယ်ဗျာUC နဲ့မဟုတ်လေကွာကိုက free သမားလေကွာကျွန်တော်ကတော့ကန်ဆိုးတယ်ဗျာဘာမှမရခဲ့ဘူးဗျာညီကိုတွေရောရကြရဲ့လားကောင်းမှန်မှန်ခဲ့ပေးကြပါဦးဗျာအားလုံးဘိုင်ဘိုင်